ကဲ comment လေးတွေဒီနေ့ဖြည့်ပေးပါမယ်စနေဖြစ်ပြီ Viber ကရောရှောက်လို့ရလားတဲ့မြန်မာနိုင်ငံကပါရှင်တဲ့စင်မီတန်က Viber မသုံးပါဘူးမြန်မာနိုင်ငံကနေလည်းရှောက်လို့မရပါဘူး sorry ပါစင်မီတန်ကထိုင်းမှာသတ်မှတ်ထားတဲ့ခရိုင်တွေမှာနေထိုင်ပြီးတော့အလုပ်လုပ်ကိုင်နေကြတဲ့ထိုင်းရောက်မြန်မာတွေကိုပဲချင်းငွေဝန်ဆောင်မှုပေးတာဖြစ်ပါတယ်အဲ့ဒီတော့ Viber နေကြရတယ်မြန်မာပြည်ရရတယ်လို့ပြောလာလို့ရှိရင်တော့စင်မီတန်အစ်စ်မဟုတ်ပါဘူးသတိထားကြပါအများဆုံးချင်းငွေဘယ်လောက်ချေလို့ရလဲဗျာတဲ့လဲပါတယ်အများဆုံးချင်းငွေဘယ်လောက်ချေလို့ရလဲဆိုလို့ရှိရင်တင်တစ်လရတဲ့လစာပမာဏကိုအများဆုံးထားပြီးတော့ချင်းငွေလျှောက်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်တင်ကတစ်လကိုဘတ်1000ခွဲရတယ်ဆိုလို့ရှိရင်1000ခွဲအများဆုံးထားပြီးတော့ချင်းငွေလျှောက်လို့ရပါတယ်အကောင့်တွေကများနေပါတယ်တဲ့ဘေးဟာကအစ်စ်လဲတဲ့လာပြန်ပြီဒီမေကွန်စမီတန်တရားဝင်အကောင့်တွေက Facebook နဲ့ TikTok မှာတွေ့နိုင်ပါတယ်ဒါပေမဲ့လည်းစမီတန်နဲ့နာမည်တူအကောင့်အတုတွေကိုလည်းအများကြီးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့ဘေးဟာအစ်စ်လဲစမီတန် Facebook အကောင့်အစ်စ်ကတော့ယနေ့အချိန်ထိ follower 89,000ရှိပါတယ်စမီတန်ရဲ့ TikTok အကောင့်အစ်စ်ကတော့ယနေ့အချိန်ထိ follower 1,900,000ရှိရဖြစ်ပါတယ်အားလုံးပဲသတိရရမှာကစမီတန်အစ်စ်ကမိတ်ဆွေစီကကြိုတင်ငွေတစ်ပြားတစ်ချက်မှမတောင်းပါဘူးပြီးွားရင်ချင်းငွေထုတ်တဲ့အခါမှာလည်းရုံးကိုတင်ကိုယ်တိုင်လာပြီးတော့ချင်းငွေထုတ်ရတာဖြစ်ပါတယ်အဲ့ဒီတော့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့သတိထားကြပါငွေကိုလည်းအလွယ်တကူလိုက်ပြီးတော့မလွဲပါနဲ့သတိထားနော်ဒီနေ့ရဲ့နောက်ဆုံးမေးခွန်းလေးရတော့တဲ့တကယ်လို့3လပိုင်း31ရက်နေ့2026ဗီဇာကုန်မဲ့သူတွေလူဟောင်းပါတဲ့ချင်းငွေပြန်ယူလို့ရမလားတဲ့ရပါတယ်အဲ့ရောတင်းတဲ့သက်ဆိုင်ရာဒါမှမဟုတ်အနီးဆက်ဆုံးစင်မီတန်ရုံးကိုသွားလိုက်ပါကဲဒီနေ့အတွက် comment လေးတွေဖြည့်ပေးတာတော့ပြီးသွားပါပြီဒါပေမဲ့လည်းပြောစရာလေးတစ်ခုကြံပါသေးတယ်စင်မီတန်မှာနှစ်သက်ကူရက်တွေဖြစ်တဲ့ဒီဇင်ဘာလ31ရက်နေ့နဲ့ဇန်နဝါရီလ1ရက်နေ့မှာရုံးပိတ်ပါတယ်အဲ့ဒီတော့အသင့်အနေနဲ့နှစ်သက်ကူအိမ်ကိုပြန်ပြီးတော့ငွေလွှဲပေးချင်တာဖြစ်လက်ဆောင်ပို့ပေးချင်တာဖြစ်တင့်ရဲ့ကိုယ်ရေးကိုယ်တိုင်ကိစ္စအတွက်ငွေကြေးလိုအပ်တာဖြစ်စင်မီတန်မှာဒီရုံးပိတ်ရက်တွေမတိုင်ခင်ချင်းငွေအမြန်ဆုံးလာလျှောက်ကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲနှစ်သက်မှာပျော်ရွှင်ကြပါစေHappy New Year! Order နဲ့ New Year night မှာဘာတွေလုပ်ကြမှာလဲသိကြလို့ comment ထဲမှာရေးခဲ့တတာ